ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးနှိပ်ပေးတာပါဗီဒီယိုအသစ်တင်တိုင်းသိရအောင်လဲဘေးနားကခေါင်းလုံးလေးကိုနှိပ်ပေးတာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဝင်မလာပါကျွန်တော် ID Box channel ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ပြောပါမယ်လိပ်စာနဲ့ဖွင့်ပြီးတော့မြန်မာလိပ်စာနဲ့ထည့်ပြီးတော့ကျွန်တော် verify လုပ်တဲ့နည်းပေါ့နော်အကောင့်ဟိုဟာဖြစ်တဲ့ဒီကိုကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်โอเคအဲ့ဆိုရင်အရင်ဆုံးကျွန်တော် channel အခုဗီဒီယိုကြည့်ရလူကလူသစ်ဆိုရင်ကျွန်တော် channel ကနီးပညာအကြောင်းနဲ့ software နည်းအကြောင်းကိုသင်ပေးနေတာဖြစ်တဲ့အတွက်ကိုကျွန်တော် channel ကို like and subscribe ဒီလုပ်ပေးကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့စလိုက်ကြရအောင်ကျွန်တော်အရင်ဆုံးကျွန်တော် folder မှာဒီ Chrome browser ဆိုတာရှိဖို့လိုပါတယ်နံပါတ်1ချက် Chrome browser ရှိဖို့လိုပဲနံပါတ်2ချက်ကကျွန်တော်တို့ Gmail တစ်ခေါက်ရှိဖို့လိုရပါတော့နံပါတ်3ချက်ကတော့ကျွန်တော်တို့ verify လုပ်ဖို့အတွက်မြန်မာစိတ်ကလေးကလိုရပါတော့โอเคအဲ့ဆိုရင်ကျွန်တော်တို့ Chrome browser လေးကိုတွားမယ်တွားသွားရင်ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ google.com လို့ကျွန်တော်ဝင်လိုက်ပါမယ် google.com google လို့ကျွန်တော်ဝင်လိုက်ပါမယ်โอเคဝင်သွားရင်တော့ကျွန်တော်ဒီ box မှာကျွန်တော်တို့တစ်ခုရိုက်မယ် p a y p a l paper e h p e s s paper express ဆိုပြီးကျွန်တော်ရိုက်ပြီးလိုက်ပါโอเคပြီးတော့ရှာလိုက်ပါဟုတ်ပြီအဲ့ဆိုရင်ဒီမှာအပေါ်ဆုံးမှာတက်လာပါတယ် paper express check out ဆိုပြီးတော့ကျွန်တော်တို့အပေါ်ဆုံးမှာပေါ်လာပါတယ်အဲ့ကောင်လေးတွေကိုကျွန်တော်တစ်ချက်လောက်ဝင်လိုက်ပါမယ်โอเคဝင်သွားပြီဆိုတော့ကျွန်တော်တို့ကဒီမှာအကောင့်ရှိပြီးသားလူကတော့ login ဝင်ရမှာပေါ့နော်ကျွန်တော်တို့ကအခုအကောင့်မရှိဘူး sync out လုပ်မှာဖြစ်တဲ့အတွက်ကိုအောက်ဘက်မှာ sync out ဆိုတာရှိပါတယ်အကောင့်အသစ်လုပ်မှာဖြစ်တဲ့အတွက်ကိုပေါ့နော် sync out ဆိုတာကိုကျွန်တော်နှိပ်လိုက်ပါပြီโอเคခဏတော့စောင့်ပေးပါသူ information တွေချက်ကြလာပါလိမ့်မယ်โอเคဒီမှာကျွန်တော်တို့ရဲ့ email address ကိုကျွန်တော်တို့ရရပါမယ်ကျွန်တော်တို့ဖွင့်ထားတဲ့ Gmail တကယ်အတီးသုံးမယ်ဆိုတဲ့ Gmail ကိုလောက်ပါလို့ကျွန်တော်ဒီနေရာမှာအကြံပေးချင်ပါတယ်ကျွန်တော်ကတော့ကျွန်တော် Gmail ကိုထည့်လိုက်ပါမယ်โอเคကျွန်တော်ကတော့ကျွန်တော် Gmail ထည့်ဖို့ရတယ် continue ဆိုတော့ကျွန်တော်တွားလိုက်ပါမယ်โอเคပြီးသွားရင်တော့ကျွန်တော်ဒီမှာ password ပါเนาะသူက password ကိုဒီမှာကျွန်တော်တခုပြောချင်တာကဒီမှာဟိုအကိုရှိမှာပေါ်လာအောင်မသိတချို့ဟာတွေကတော့ password ရိုက်တဲ့နေရာကျရင် black key လောက်ထားတယ်ပေါ့နော်ကျွန်တော် password ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီလို a ပေါ့နော်ကျွန်တော် @gmail.com မှာတောင်းတဲ့ဒီလို a တို့ပြီးသွားရင်ကျွန်တော်တို့ hash တို့ပြီးသွားရင်ဒေါ်လာပုံစံတို့အဲ့လိုဟာလေးတွေကိုကျွန်တော်တို့သုံးပေးရပါတယ် okay ကျွန်တော်ကဒီမှာအခုရိုက်ပြီးကျွန်တော် password ကိုအရှိဆုံးဥမာကျွန်တော်အခု135ခုကိုရိုက်တယ်เนาะအရှိဆုံးစလုံးကိုကြတော့ကျွန်တော်တို့ကစောမှာအရှိဆုံးစလုံးက z အကြီးထားရမယ်ပြီးသွားရင်ကျန်တာအသေး zaw ဆိုတော့ကျန်တာအသေးပြီးသွားရင်နောက်ဆုံးမှာကျွန်တော်တို့ကဥမာ @gmail.com ဆိုတဲ့ a လေးကိုကျွန်တော်ထည့်ပေးရပါမယ် a ဆိုတာသိရမလားကျွန်တော်အဝိုင်းလေးလေကျွန်တော် @gmail.com ဆိုတဲ့အဝိုင်းအဲ့ကောင်လေးကိုထည့်လိုက်ရင် okay အဲ့ဆိုရင်ကျွန်တော်ရပါပြီ okay သူကနံပါတ်နဲ့နာမည်အကြီးနဲ့ပြီးသွားအဲ့လို symbol စကားလုံးလေးပါမှရမယ်လို့သူကအဲ့ဒါမှ password ကိုသူကလောက်ခွင့်ပေးတာပါเนาะကျွန်တော်လို့ထည့်လိုက်ပြီokay ပြီးသွားရင်ကျွန်တော်တို့ဒီမှာပထမဆုံးပေါ်လာတာ Binance contact ပေါ့เนาะကျွန်တော်တို့ရဲ့အလုံးနဲ့ပတ်သက်ပြီးတော့အလုံးနဲ့ပတ်သက်တဲ့ဟာအရာတွေပေါ့เนาะကျွန်တော်အဆင်ပြေထည့်လိုက်မယ်ကျွန်တော် ID Box channel လို့ကျွန်တော်ထည့်လိုက်မယ်ဒီကောင်ကြီးကအရင်တော့အရင်မကြည့်ဘူးဒါပေမဲ့ဟို website ရှိတဲ့လူတွေက website name ပေါ့เนาะအလုပ် company ရှိတဲ့လူတွေက company name ပေါ့เนาะ okay ID Box channel လို့ထည့်လိုက်မယ်ပြီးသွားရင်ဒီမှာကျတော့ကျွန်တော်တို့က the Binance name ပေါ့เนาะဒီမှာလည်းကျွန်တော် ID Box channel ပဲကျွန်တော်ထည့်ပါမယ်โอเคထည့်ဖို့ကတော့ကျွန်တော်ဒီအောက်ပတ်မှာကျွန်တော်ဖုန်းနံပါတ်စပါပြီကျွန်တော်မြန်မာဖုန်းနဲ့ verify လုပ်ချင်ဒီစင့်ကိုတခြားကြည့်ရပါကျွန်တော်ဒီမှာဒီအောက်ပတ်မှာဟို M နဲ့စတဲ့နေရာမှာကျွန်တော်မြန်မာဆိုတာရှိပါတယ်โอเคဒီမှာကျွန်တော်တို့မြန်မာဘာမှဆိုပြီးကျွန်တော်ရှိရဲဒီမြန်မာဘာမှကိုကျွန်တော်ရွေးပေးမယ်โอเคပြီးသွားရင်ကျွန်တော်ဒီမှာကျွန်တော်တို့ဟိုပါ verify လုပ်မဲ့ဖုန်းနံပါတ်ကိုထည့်ရပါမယ်ဒီနေရာမှာကျွန်တော်တို့ခုပြောချင်တာကျွန်တော်တို့ဒီ SIM card ကအတီးကြိုင်နဲ့ SIM card ဖြစ်ကြပါမယ်ဒီကလေးရုပ်တရက်ကျွန်တော်တို့ paper account password မေ့သွားတာတို့ပါတခုဟာခံရပါဖြစ်ခဲ့နေတာမှာဒီဖုန်းနံပါတ်လေးတွေကပြန်ပြီးအသုံးဝင်မှာဖြစ်တဲ့အတွက်ကိုဖုန်းနံပါတ်ကိုအတီးဖြစ်တဲ့ဖုန်းနံပါတ်ထည့်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်โอเคကျွန်တော်ဖုန်းနံပါတ်ထည့်လိုက်ပြီထည့်ပြီးရင်ကျွန်တော်ဒီမှာ street ပေါ့နော် street address ပေါ့နော် street address ဆိုတာကျွန်တော်တို့ရဲ့ line နာမည်ပေါ့နော်ဒါမှမဟုတ်အိမ်နံပါတ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာရန်ကုန်ဖြစ်တဲ့အတွက်ကို YANG1 ရန်ကုန်ထည့်လိုက်မယ်ရန်ကုန်တော့အရင်ဆုံးကျွန်တော် line နာမည်နဲ့အိမ်နံပါတ်ဆိုတော့ကျွန်တော်ဒါလည်းအရေးတော့မကြည့်ပါဘူးဒါကျွန်တော်နေရဲ့မြို့နာမည်ကိုကျွန်တော်ထည့်လိုက်မယ်နော်အိမ်နံပါတ်ကတော့မသိဘူးလားโอเคဒီမှာလည်း YANGON ရန်ကုန်ထည့်လိုက်မယ်ဒါကတော့ local ပေါ့နော် local လေးကိုမေးတာကျွန်တော်ပြီးသွားရင်ကျွန်တော်ဒီမှာပေါ့နော်ဟိုဟာဖြစ်တယ်ကျွန်တော်တို့ရဲ့အိမ်ယာဒီဘာကြီးပေါ့နော်ကျွန်တော်ရှင်းပြောရအောင်အဓိကတော့လိပ်စာပါနော်ကျွန်တော်တို့ရဲ့လိပ်စာကိုတော့အမျိုးမျိုးခွဲထည့်ခိုင်းနေပါတောင်းဆိုတော့အိမ်ယာကြီးပါကျွန်တော်ရန်ကုန်မှာ
ဒါတော့တတိယလို့ကျန်တဲ့လူတွေအင်ဂျာတွေဘာလို့မရှိဘူးเนาะရက်ကွက်ပဲရှိတယ်အဲ့တော့ကျွန်တော်အဆင်ပြေရပဲကျွန်တော်ထည့်လိုက်ပါမယ်โอเคပြီးရင် poster code ဆိုတာကျွန်တော်တို့နေရမျိုးရဲ့ poster code ပေါ့နော်ဒီဟာလေးကနည်းနည်းအရေးကြီးတယ်ဒီကောင် post code ကိုပြောတာပေါ့ဒီကောင်ကကျွန်တော်တို့ဥမာကျွန်တော်တို့ရန်ကုန်မှာနေရဆိုရင်ရန်ကုန် poster code ဥမာတန်လင်းမှာနေရဆိုရင်တန်လင်းရဲ့ poster code တာဂီတာဆိုတာဂီတာ6မျိုးဆို6မျိုးပေါ့နော်အဲ့လိုမျိုး poster code ထည့်ရပါမယ်အဲ့ဒါကိုကျွန်တော်ဗမာရှာမလဲဆိုတော့ကျွန်တော်ရှာပြပါမယ်ကျွန်တော်တို့ဒီမှာအပေါင်းနှိပ်ပြီးကျွန်တော် Google ရပဲကျွန်တော်တွားရှာပါမယ် Google ရဲ့ဝင်ပြီးတော့ကျွန်တော်တို့ကဥမာတာဂီတာမှာနေရဆိုတာဂီတာပေါ့နော်ကျွန်တော်တန်လင်းဆိုတော့တန်လင်း poster code ကိုရှာမယ်ဒီမှာတန်လင်းစစ်ကုတ်ဆိုပြီးကျွန်တော်တို့ကြားလာပါတယ်အဲ့ကောင်လေးကိုကျွန်တော်ချက်နှိပ်လိုက်မယ်โอเคတန်လင်းစစ်ကုတ်မှာဒီမှာ1129ဆိုတာရှိပါတယ်ကျွန်တော်တို့အဆင်ပြေတဲ့ဟာလေးကျွန်တော်ထည့်ကြပါတော့ကျွန်တော်1129ကိုကျွန်တော်ယူလိုက်ပါမယ်โอเค1129โอเคပြီးသွားရင် direct defense ပါเนาะဒီမှာကျတော့အဆင်ပြေဟိုရေးလို့ရတာเนาะ black river ဘာညာပေါ့ရှိချောင်းဒီမှာတော့ primary currency ကကြောကျွန်တော်ဘာနဲ့ဟိုအဖြစ်မလဲဆိုတော့ကျွန်တော် US ဒေါ်လာပဲကျွန်တော်ရွေးလိုက်မယ်။ Okay ပြီးသွားရင်သူ့ရဲ့ CME secret တွေကိုသဘောတူပါတယ်ဆိုတော့အတိတ်ပဲအနေနဲ့ကျွန်တော်တို့အမှန်ချစ်ကိုကျွန်တော်နှိပ်လိုက်မယ်။ပြီးသွားရင် agree continue ဆိုတော့ကျွန်တော်ဆက်နှိပ်လိုက်ပါမယ်။ Okay ဒီနေရာလေးမှာအဆင့်ကြော်မကြည့်နေလို့ကျွန်တော်တောက်ဆိုကြည့်ပါမယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်အဆင့်ကြော်ဝိုင်းမှားအောင်မှာဆိုတော့ပေါ့နော်ကျွန်တော်အလုပ်လုပ်တဲ့ Binance style ကဘယ်လိုပုံစံလဲဆိုတော့ဒီမှာပေါ့နော်ဒီမှာရှာပြီးတော့ထည့်လို့ရပါတယ်ကျွန်တော်တို့အလုပ်လုပ်တဲ့ Binance style ကျွန်တော်ရှောက်ထည့်လိုက်ပါဒါ keyword လေကျွန်တော် ID ပတ်ဝဲတည်ရတော့ ID ပတ်ဝဲကျွန်တော်ထည့်ပါမယ်ကျွန်တော်အဲ့ဒါ trade ပါမထည့်ပါအော်ကျွန်တော် sorry ဒီကောင် keyword ကျတော့ကိုယ်အလုပ်လုပ်တဲ့အပိုင်းပဲအပိုင်းနေပါတော့ကျွန်တော်ဒီမှာကွန်ပျူတာနဲ့ပတ်သက်တာ ID နည်းပညာနဲ့ပတ်သက်တာတော့ COM လို့ကျွန်တော်ရိုက်လိုက်မယ်ရိုက်ဖို့အပေါ်ဆုံးမှာကွန်ပျူတာ software store ဆိုတာရှိပါတယ်အကောင်လေး select ပြီးလိုက်မယ်ဒါတော့ကျွန်တော်တို့ရဲ့ Binance URL ပါနော်ဒီနေရာရဲ့တိတ်ပြီးအရေးကြီးရမှာမဟုတ်လားရှောက်ပြီးရမ်းတန်းတာထည့်လိုက်ကျွန်တော် anti-bot channel တော့ကုန်လုံးထည့်လိုက်ပါရ URL ကအမှန်မှန်ကျွန်တော် page က link ရဲ့ URL ကိုတွားယူအောင်ကျွန်တော်ပြင်းလို့မယူတော့ပါဘူးမရဘူးဗျမယူရင်တော့ okay ခဏလေးကျွန်တော်ဒီမှာ country ရှာလိုက်မယ်နော်โอเคဒီမှာမြန်မာဘာမှတွေ့ပြီမြန်မာဘာမှထည့်နိုင်ပြီးသွားရင်ကျွန်တော်ဒီမှာ link ပြီးသွားရကျတော့မှားနေပါတော့အဆင်ပြေပါတော့ကျွန်တော်တို့ဒီမှာ link တစ်ခုကျွန်တော်တွားယူလိုက်ပါမယ်โอเคကျွန်တော်ကတော့ဒီမှာကျွန်တော်ရဲ့ YouTube channel ကဟာလေးကို link ကိုပဲကျွန်တော်ထည့်လိုက်ပါတယ်โอเคကျွန်တော် YouTube channel က link ကိုကျွန်တော်ထည့်တကယ်လို့ကျွန်တော်မိတ်ဆွေတွေရတယ်တကယ်လို့ link တွေပါမရှိဘူးဆိုရင်ကျွန်တော်အဆင်ပြေရသိရမှာဒီနေရာမှာကိုယ့်ကိုအဆင်ပြေလို့ကြည့်ကြထည့်လို့ရပါเนาะဒါရဲ့အရေးကြီးတဲ့ပိုင်းမဟုတ်သူကကိုယ်အလုပ်လုပ်တာဘယ်နေရာကြီးလဲဆိုတော့သူကမေးတာပါเนาะဒီမှာတိတ်ကကျတော့ကျွန်တော်ဟိုပါပါเนาะကျွန်တော်တို့ Binance ကိုစဟိုဖြစ်ခဲ့တဲ့တိတ်ကိုကျွန်တော်မေးပါတယ်ကျွန်တော်ဒီမှာအဆင်ပြေရကျွန်တော်ရှောက်ထည့်လိုက်ပါမယ်ဒါမှရှောက်ထည့်ခဲ့ဆိုမှကျွန်တော်တို့ဒီနေရာလေးကို second shot ရောရိုက်ထားပါเนาะโอเคပြီးသွားရင်တော့ကျွန်တော်ဒီမှာတော့ကိုယ့်ရဲ့ birthday ပါเนาะကိုယ့်ရဲ့မွေးနေ့ကိုမေးပါတယ်ကိုယ့်ရဲ့ birthday ကိုကျွန်တော်ဖြည့်မယ်โอเคကိုယ့်ရဲ့ birthday ကိုဖြည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ nationally ပါเนาะ nationally ဆိုတော့ကျွန်တော်တို့ရဲ့ဟိုပါเนาะကျွန်တော်ရဲ့ဟိုမှာကြောက်ပါဒီမှာမြန်မာပါเนาะပြီးသွားရင်ကျွန်တော်တို့ရဲ့ဒီမှာ national ID ဒီမှာဒီအောက်က ID identity document ဆိုတော့ကျွန်တော်တို့ရဲ့မှတ်ပုံနေပါညာထည့်ဖို့တော့ passport ရှိလား drive license ရှိလားကားမောင်း license တွေပါမေးတာပါကျွန်တော် national ID ဆိုတော့ကျွန်တော်ထည့်လိုက်ပါမယ် okay national ID မှာကျွန်တော်ရဲ့မှတ်ပုံနေမှာထည့်ပါမယ်Okay ကိုယ့်ရဲ့မှတ်ပုံနေမှာထည့်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာ Binance address ဆိုတာရှိပါတယ် Okay same Binance address ဆိုတော့ကျွန်တော်ထည့်လိုက်မယ်ကျွန်တော်တို့နေတဲ့အိမ်နဲ့ဟိုဟာနဲ့ကအလုံးနဲ့အတူတူပဲပေါ့နော်လိပ်စာတူတူပဲဆိုတော့ကျွန်တော်အမှတ်ချက်နှိပ်သွားတယ်ကျွန်တော်ဒီအောက်က submit ဆိုတော့နှိပ်လိုက်ပါမယ် Okay အဲ့ဆိုရင်ဒီမှာ continue ဆိုတာဆက်သွားပါမယ်ဟုတ်ပြီခဏဆောက်ပြီပါကျွန်တော်တို့ဒီမှာတော့ဗာမီလာလဲဆိုတော့ကျွန်တော်တို့ရဟိုပါပေါ့နော် legal first name ပါနော်ဒါလည်းကြိုက်တာရှောက်ခဲ့လိုက်ပါမိုးရန်တဲနေလို့နည်းနည်းဟိုဒီနေရာလေးမှာတိတ်မကြရင်ကြရင်နဲ့နားထောက်ပေးဖို့ကျွန်တော်တောင်းဆိုကြပါတယ်โอเคဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ခုနကထည့်ခဲ့တဲ့ဒီမှာဒီနေ့ဆက်ရောက်သွားပြီဆိုတော့ကျွန်တော်ခုနကထည့်ခဲ့တဲ့ password ကိုဒီမှာပြန်ရိုက်ပေးပါโอเคကျွန်တော် password ရိုက်ပြီး login ထပ်နှိပ်လိုက်ပါမယ်
Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ PayPal account ပွင့်သွားပြီဖြစ်ပါတယ်ဒီမှာကျွန်တော်ဒါရငွေလွှဲငွေထုတ်တွေပါနော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဟိုအားတော့မဖြစ်ရသေးဘူးကျွန်တော်တို့ verify မလုပ်ရသေးဘူး verify ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပြပေးပါမယ် Okay ကျွန်တော်တို့ခုနကထည့်ခဲ့တဲ့ Gmail တွေကိုကျွန်တော်ဝင်လိုက်ပါဝင်လိုက်ရင်ကျွန်တော်တို့ PayPal ကစာပို့ထားပါတယ်ဒီမှာပါဒီ PayPal ကစာပို့ထားတဲ့ဟာကိုကျွန်တော်တို့တစ်ချက်လောက်ဝင်ကြည့်လိုက်မယ် verify လုပ်ဖို့အတွက်ကျွန်တော်ဝင်ကြည့်လိုက်ပါတော့เนาะဒီမှာကျွန်တော် ID box channel လို့ထည့်ခဲ့ရတော့ Okay ဒီမှာ information တွေအကုန်ပြီးစီးပါပြီဆိုတော့အတိတ်ပဲကျွန်တော်အပြအောင် complete information new ကိုကျွန်တော်နှိပ်ရမယ် Okay အဲ့ဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာအားလုံးပြီးစီးပါပြီပါเนาะကျွန်တော် verify နဲ့ပြီးပါပြီ go to account overview ကိုကျွန်တော်နှိပ်လိုက်မယ်ဟုတ်ပြီခဏဆော့ပြပါဒီမှာဒါရပါညာရောနော်ကျွန်တော်ထည့်ခဲ့တဲ့ဟာဟောဒီမှာကျွန်တော်ဖုန်းနံပါတ်ကျွန်တော်မြန်မာမရွေးခဲ့ရအောင်ကျွန်တော်မြန်မာပြန်ရွေးရပါမယ်โอเคပြီးသွားတော့ continue ပဲဆက်သွားမယ်ဒါဆိုတော့ဟိုကျွန်တော်တို့ဒါဟိုပထမဆင့်ကိုကျွန်တော်ပြန်သွားလို့ဖြစ်သွားပါတော့ကျွန်တော်တို့အားဆိုရင်ကျွန်တော်ခုနက prepare တဲ့ကိုကျွန်တော်ပြန်သွားကြည့်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ဟိုverify ဖြစ်သွားပြီလားဆိုတာ Okay ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဟိုပါဘောနော်ဒါကတော့ငွေလွှဲတာတွေဒါကျွန်တော်တို့ဒီမှာဒီခုနကကျွန်တော်တို့ဖွင့်ခဲ့တဲ့ Gmail နဲ့ password ကိုကျွန်တော်တို့ application ပေါ့နော်ဒီ application မှာဒီကျွန်တော်ရဲ့ဒီ PayPal ဆိုတဲ့ application ကို Play Store မှာ download ဆွဲပြီးတော့ကျွန်တော်တို့ကသွားပြီးတော့ login ဝင်လိုက်ပါဒါဆိုတော့ကျွန်တော်တို့အကောက်ကအားလုံးပြီးစီးသွားပြီဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်အားလုံးလည်း simple ပဲလို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel ကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe ရေးနဲ့အားပေးဖို့ကိုကျွန်တော်တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးနှိပ်ပေးတာပါဗီဒီယိုအသစ်တင်တိုင်းသိရအောင်လဲဘေးနားခေါင်းလုံးလေးကိုနှိပ်ပေးတာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်